ကျမမာနေအချင်းတစ်ခုရှိရဲ့ကျမအရန်ကြိုက်သွားတဲ့အစားအစာဆိုနှစ်တွေဘလောက်ကြာမမေ့ဘူးပေါ့နော်အဲ့ရဲ့လက်ရအရသာကိုမှတ်မိနေပေါ့နော်ကျမမန်းလေးသွားတော့ကျမမန်းလေးမှာတောက်ဖြစ်တဲ့ strawberry ဒိန်ဂျင်လေးပေါ့အုံးသီးပတ်လေးနဲ့အရန်စားလို့ကောင်းတယ်အမှအဲ့ရန်ကုန်မှာမတွေ့သေးဘူးပေါ့နော်ကိုမတွေ့သေးဘူးစိုင်နေတော့ရှိမှာပေါ့အရန်စားလို့ကောင်းတယ်ဒါပေမဲ့ရန်ကုန်မှာကျတော့ကျမဟိုအရင်တော့ SS Cafe မှာပေါ့နော်စားတဲ့အဲ့ဗာလဲ strawberry ဒိန်ဂျင်လားမလိုက်လားမသိဘူးအဲ့ဒါလေးအရန်စားလို့ကောင်းတယ်အခုကျမအဲ့ဒါလေးလောက်စားမယ်ပေါ့နော်လောက်စားရတာထက်ဖေဖေနဲ့မမေအတွက်နေကင်းဘတ်ဖေဖေနဲ့မေအစာပြေစားလို့ရအောင်ဒီနေ့ strawberry ဒိန်ဂျင်လေးလုပ်ဖြစ်ပါတယ်ဒါကတော့ကျမကိုယ်တိုင်လှုပ်ထားတယ်မလိုက်နေအပြည့်နဲ့ဒိန်ဂျင်ပြစ်ခက်ခဲလေးပါရေလုံးကအပေါ်မှာအရေးကြီးမတက်ဘူးเนาะပြစ်စစ်ခက်ခဲလေးပေါ့เนาะဒါကတော့ကျမချစ်ရတဲ့အဖေမတူမေခွဲညီမလေးကမခရိုကနေဝယ်လာပြီးတဲ့ strawberry အသီးခဲလေးပေါ့เนาะ strawberry ထည့်မယ် strawberry သီးထည့်မယ်ပြီးတော့နိုးစီထည့်တယ်ပြီးရင်တော့ရေခဲတက်တာထဲမှာကျမကြိုပြီးတော့အေးခံထားတဲ့နှုတ်အေးထည့်တယ်ပြီးတော့ကျမကိုယ်တိုင်ပဲထုတ်ထားတဲ့မလိုင်ပေါ့နော်ဒါမလိုင်ဘတ်တွေထည့်တယ်အုံးသီးဘတ်ထည့်တယ်အုံးသီးကမနုမရင်လေးဆိုရင်ပို့ပြီးတော့ချိုတယ်ချိုစိတ်လေးပေါ့နော်စားလို့ကောင်းတယ်ပြီးတော့ကျမပြားရည်လည်းထည့်လိုက်ပါသေးတယ်ကဲချိုချင်းစိတ်အေးမွေအရန်စားလို့ကောင်းတဲ့ဤစိန်ကွိတ် strawberry ဒိန်ဂျင်လေးရပါပြီဒါကတော့ဖေဖေနဲ့မမေအတွက်နေ့လယ်စာအစားပြေမုတ်ပေါ့နော်အချိုပွဲလေးတော့ပို့ပါမယ်မမေကတော့တကြိုက်ထဲပဲရောက်တော့တခါတည်းထိုင်စားလိုက်တာဖေဖေကလည်းအရန်ကြိုက်လို့လောက်ရတာအမောပြေတယ်ပေါ့နော်